ဒီကဘာမှာတော့ထူးခြားတဲ့စီကံတွေရှိပါတယ်။စာအုပ်တိုင်းမှာမျိုးပွားနိုင်စွမ်းရှိပြီးမွေးဖွားလာတဲ့ကလေးတွေဟာသူတို့ရဲ့မိဘတွေရဲ့အသက်မွေးဝမ်းကြောင်းအတိုင်းအမွေဆက်ခံကြရပါတယ်။သူတို့ရဲ့ဘဝတွေဟာလည်းအရန်ကိုရိုးရှင်းနေခဲ့ပါတယ်။သိပ္ပံစာအုပ်ဖြစ်တဲ့ဖခင်ဟာမမွေးသေးတဲ့သူ့ကလေးအတွက်သိပ္ပံပညာရှင်ဝတ်စုံလေးကိုကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။ဒါပေမဲ့ကလေးမွေးလာတဲ့ခဏမှာပဲသူဟာအရန်ကိုအံ့အားသင့်သွားခဲ့ပါတယ်။သူမွေးလိုက်တဲ့ကလေးကသိပ္ပံစာအုပ်လေးမဟုတ်ပဲပုံဆွဲစာအုပ်လေးတစ်အုပ်ဖြစ်နေလို့ဖြစ်ပါတယ်။သူဟာကလေးမယူမိသလားလို့တော့တန်တရားဝင်ခဲ့မိပါတယ်။အဲဒီနောက်ဖခင်ဖြစ်သူဟာသူ့သမီးလေးကိုသိပ္ပံစာအုပ်ဖြစ်လာဖို့အတွက်အစွမ်းကုန်ကြိုးစားခဲ့ပါတော့တယ်။သူဟာဓာတုဝေဒမျက်လက်တွေကိုပြခဲ့ပေမဲ့သမီးလေးကတော့အဲ့ဒီစီးရီတွေကိုအယောင်ချဲဖို့အတွက်ပဲအသုံးပြုခဲ့ပါတယ်။ဖခင်ကဓာတုဝေဒနဲ့ပတ်သက်တဲ့ညီမချင်းတွေကိုတက်ခိုင်းတဲ့အခါသူမကမိုးတိမ်ပုံလေးကိုပဲဆွဲပြခဲ့ပါတယ်။နှလုံးအကြောင်းတင်ပေးတဲ့အခါမှာလည်းနှလုံးပုံလေးကိုပဲဆွဲပြခဲ့ပါတယ်။ဖခင်ဖြစ်သူကစိတ်မရှိတော့ပဲသမီးလေးဆွဲထားတဲ့ပုံကိုအဲ့ဒီနေရာမှာတင်ဆွဲပြစ်လိုက်ပါတယ်။နှလုံးသားကြေခွဲသားတဲ့သမီးလေးဟာချက်ချင်းဆိုသလိုသူမရဲ့အယောင်တွေအားလုံးဆုံးရှုံးသွားပြီးအဖြူရောင်စာအုပ်လေးတစ်အုပ်ဖြစ်သွားခဲ့ရပါတယ်။သူမဟာသိပ္ပံမျက်မှန်ကိုတက်ပြီးဓာတုဗေဒဘာသာရက်ကိုလဲလိမ္မာမာနဲ့သင်ယူနေခဲ့ပေမဲ့လည်းအယောင်တွေကပြန်မပေါ်လာတော့ပါဘူး။နောက်ဆုံးမှာတော့ဖခင်ဖြစ်သူဟာသူဆွဲပြဲလိုက်တာကပုံတစ်ပုံတည်းတွေမဟုတ်ပဲသူ့ခလေးရဲ့အတွင်းစိတ်ကိုပါဖျက်ဆီးလိုက်မိတာဖြစ်ကြောင်းနားလည်သွားခဲ့မိပါတယ်။သူဟာသမီးလေးရဲ့စာအုပ်ကိုဖွင့်ပြီးနှလုံးပုံစံလေးပေါ်မှာဆေးရောင်လေးတွေပြန်ဖြည့်ပေးလိုက်တဲ့အခါမှာတော့သမီးလေးဟာလည်းအယောင်တွေပြန်လဲရရှိလာပြီးအရင်ကလိုပြန်လဲပြုံးပြော့နိုင်ခဲ့ပါတော့တယ်။ပြီးတော့ပါပြီ။